มีลาระแต่ในมีกุมารมีว่าที่ดูอาโลผิวเป็นมะเขือเนี่ยอาโลมีกุมารมีว่าที่ดูอาโลก็เป็นลาระชิวจะพิจารณาเก็บความดีว่าดีโจดีนี่เนี่ยเป็นอย่างนี้มีเงินอย่างนี้มันจะสิ่งที่ก้าวจะขึ้นเนี่ยเจ้าบุญเนี่ยสิ่งที่มีแต่แต่เป็นมันเจ้ามันชิวလူကြီးစကပုံရှိတယ်မပြောမတီးမကြီးမမီတဲ့ပြောမှတိချိမှနာတိမှတိဆိုတဲ့လူမျိုးဆိုလို့ရှိပြောရမှာကျော်တော်မြင့်မြန်မာနိုင်ငံကြီးဟာအမှန်တရားဆိုတာမရှိတော့ဘူးအမှန်တရားဆိုတာသိပြီအတိတ်ပဲဆိုတာလည်းမရှိတော့ဘူးဘာလို့လဲဆိုတော့ပြောမယ်စကားပြောမယ်ဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးနေတဲ့ညီကိုမောင်နှမတိုင်းရင်တိုင်းမိဘပြည်သူအားလုံးနားထောင်တဲ့အချိန်မှာကျင်းပခြင်းထပ်တူမယ်ဆိုလို့ရှိရင်များများရှင်းပေးပါလို့ကြုံတောင်းဆိုပြစီအကယ်၍နားထောင်လို့ကျင်းပခြင်းမထိုက်တာဘူးမတူညီဘူးမနစ်သက်ဘူးဆိုလို့ရှိရင်နားထောင်မကောင်းဆိုရင်ကျေးဇူးပြုရမနားထောင်ပါနဲ့လို့တောင်းဆိုပြစီကျုပ်ဒီစကားကိုပြောရမယ်ဆိုတာကျုပ်တစ်ခုရဲ့ကျုပ်တစ်ခုတစ်ယောက်ရဲ့ဝေဘာတောင်းတခြင်းပြောခြင်းပဲဖြစ်တယ်။နောက်ပြီးကျုပ်ရဲ့အခွင့်အရေးရပိုင်မှုပါတစ်ခုမှမရှိပါဘူး။ကျုပ်တို့တိုင်းရင်းသားပြည်သူညီကိုယ်ပေါ်မှာအားလုံးရဲ့ခံစားရတဲ့အချက်လက်တွေကျုပ်ခံစားရတယ်လို့ထုံနည်းတူကြတယ်။ဒါကြောင့်ကျုပ်မခံစားနိုင်တော့လို့ကျုပ်ရည်ဖွင့်ပြောရခြင်းပဲဖြစ်တယ်။နိုင်ငံတစ်နိုင်ငံမှာဆိုလို့ရှိရင်အကြီးကဲလို့သူကလင်းညာတယ်ဆိုလို့ရှိရင်အမှန်တရားကိုတတ်တာပဲအမှန်တရားဆိုတာလုံးဝမရှိဘူးကျတို့မြန်မာနိုင်ငံမှာနှစ်ပေါင်း90အုပ်ချုပ်ခဲ့တဲ့စစ်အာဏာရှင်ခေါင်းဆောင်တစုရလေကောက်ကြီးရတာပြည်သူတွေပြည့်လက်ပြတယ်တိုင်းရင်းသားတွေလည်းပြည့်လက်ပြပြီးတော့ဟိုနေတယ်အုပ်ချုပ်ခဲ့ဟာလားခေကိုကောင်းပြောကောင်းခေကိုပြောသူချုပ်ခဲ့တယ်အမှန်တရားတွေကိုလည်းဖုံးကွယ်တယ်အမှန်တရားကိုလိမ့်လေတယ်အဲ့လိမ့်လေကောက်ကျေးမှုကြောင့်အမှန်တရားဆိုတာမရှိဘူးသိနေပြီကျတို့မြန်မာနိုင်ငံမှာအမှန်တရားဆိုတာမရှိတော့ဘူးသိနေပြီအမှန်တရားဆိုတာမရှိတော့ဘူးကဲပြီးတော့နိုင်ငံတစ်နိုင်ငံမှာပြည်သူလူထုတွေရဲ့တဲ့အိုးအိမ်လုံးကြုံမှုမရှိတဲ့နိုင်ငံတစ်နိုင်ငံအတိတ်ကမရှိဘူးကျတို့မြန်မာနိုင်ငံမှာလက်ရှိအခြေအနေကြည့်ပြည်သူတွေတိုင်းဒေသပြည်သူတွေအသက်အိုးအိမ်လုံးကြုံမှုမရှိဘူးဟုတ်လားအတိတ်ပဲဆိုတာလည်းမရှိတော့အဲ့တော့ကျုပ်ပြောချင်တယ်ခုလက်ရှိတွေ့မြင်နေရတဲ့တိုင်းဒေသမိဘညီကိုမောင်နှမများအသိဆုံးပဲဖြစ်တယ် PDF ဆိုတဲ့ကလေးတွေလားဟုတ်လားဒီကျွန်တော်ကလေး PDF လေးတွေရက်ဆက်စွာနဲ့ဖန်ဆီးပြီးတော့ဥပဒေမျိုးမျိုးနဲ့ဟုတ်လားပါဇက်ကပြီးတော့ထွက်လာတဲ့ဥပဒေမျိုးမျိုးနဲ့ဟိုနဲ့အကြောင်းပြပြီးတော့သတ်ဖြတ်ရက်ဆက်စွာနဲ့သတ်ဖြတ်တယ်မီးရှို့အရှင်လမီးရှို့သတ်ဖြတ်ရက်ဆက်တယ်တောင်းကြသူတပုံသူဆိုပြီးတော့ PDF ကလေးကိုသူဆွဆွဲသူတို့ပြောချုပ်ချအဲ့ဒီအတွက်ကြောင့်ကျုပ်ရှင်းပြခြင်းဒီခွင့်ရင်းကိုကျုပ်ပြောနေတာကြာပြီဒါပေမဲ့အချိန်မတော်တဲ့အခုကတော့ကျုပ်ပြောဖို့တင့်ပြီးအချိန်တော်ပြီလို့ကျုပ်ပြောရခြင်းပဲဖြစ်တယ်ဟုတ်ပြီ PDF ကလေးတွေကဘယ်ကလာတယ်ဘယ်လိုလူသားမျိုးလဲဆိုတော့ကျုပ်မပြောခင်မှာကျုပ်တို့မြန်မာနိုင်ငံထဲမှာနေထိုင်တဲ့တိုင်းသားလက်ရှိတိုင်းသားလက်နဲ့ကန်တဖွဲ့ချင်းလက်နဲ့ကန်များတော့ရှိတယ်အဲ့လက်နဲ့ကန်ကိုဥပမာထားပြီးတော့ကျုပ်ပြောပြတယ်ဒါပေမဲ့သဘောပေါက်သိတဲ့လူရှိတယ်လို့မသိသေးတဲ့လူလည်းရှိကောင်းရှိတယ်ဒါပေမဲ့ကျုပ်တရားရဲ့အမြင်တွေးဝေဘာသုံးသပ်ကြည့်တာကတော့ကျုပ်ပြောရခြင်းပဲဖြစ်တယ်ကျုပ်တရားအမြင်သဘောနဲ့ကျုပ်တို့မြန်မာနိုင်ငံမှာလက်နက်ကတိုင်းရင်းသားအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒီတိုင်းရင်းသား
เล่นในแก่ญาติธรรมาไอ้เจ้าโซปฐมอุโซที่อาณาชิงก็สัจจิตองหลังแก่ได้จุดกินตองหลังฮะล่ะกินอยู่ตองหลังเด็ดผิดเลยกินอยู่ได้สิโอเคนี่สับอยู่ตองหลังแก่สัจจิแก่นี่บ้องคนเสียจอมกูมาท้าวิโรจุดกูเปียวจริงเนี่ยดังนั้นมีคนมาอาลงปีดูเลยอาลงน้าเอาไปว่ายิสุอยู่เย่จุดนี้มันเนี่ยก็มากูมาจุดสั่งนี่เนี่ยเปียวจริงเนี่ยจุดนี้มันเนี่ยก็มาลุลายิ่งไม่ยากกินลุงลุลายิ่งไม่ยากกินลุงจุดนี้มันเนี่ยก็มาแต่นมาดีแต่ชาตินมาเยอะโอ้ชุกพี่เนี่ยมึงเอามาขังแค่ยาเลยจุดผู้ฟ้าเป็นยาลูกผู้ฟ้าจุดผู้ฟ้าเนี่ยดีไม่ได้ทุกข้าชี้ตัวเนี่ยขังแค่ยาเลยพี่เนี่ยมึงยาตัวเนี่ยจงด้วยแค่ยาแต่เจ้ามึงขยันรู้จุดหรือนอนตาตรงนี้ดีลุจุดลุมาพี่เอาตัวเสร็จปีเสร็จพร้อมยาตัวปีตัวแต่ยังได้ลุอยู่พร้อมยาตัวสุดพร้อมมือตัวเสร็จพร้อมยาตัวเนี่ยอะไรดีลุลาเนี่ยมันเนี่ยลุลายิ่งเจ้าสุดไปว่าอะไรแต่ปีวิโรแต่สิ่งที่กูตัวตลาดเก่งแต่เจ้าราคามันที่ส่งอะไรเลยสิมาเจ้าอะไรไงแต่มาโมปีดูแต่ยังมีแต่บ้านเนี่ยเจ้าจีเจ้าราคาอะไรมาเลยสุดที่ลูกอะไรสุดที่เลยคุยอะไรเลยผิดปีกันลูกเจ้าที่ชิมาเจ้าก็อะไรไงแต่มาโมปีดูเสียแบบไอ้รอเพศสิบเนี่ยจุดเพศสิบพี่อะไรญี่ปุ่นเพศสิบพี่อะไรมาอาเมตะพงยาวตัวสุภาพบุรุษแต่แค่วิโรคนนี้แก่ได้ที่เนี่ยมาในงานอยู่ลุงยอกอะไรลุงลายอยู่แก่ได้แต่ไอ้ลุงเนี่ยตัวยิ่งเยอะสุดเนี่ยมาในงานลุงลายอ่ะเบก้าสายเลยเป็นคนนี้สายเลยตัวอะไรฉะนั้นเนี่ยมาในงานลุงลายแต่ทางผู้ใหญ่เลี้ยงชีพสนวัยได้เลี้ยงนี่นั่นแหละเลี้ยงนายมีน่าเสียใจมากลุลายตัวสายแค่ฉะนั้นเรามีมาในงานลุลายสายแค่ปีตะกาละอะไรเอกลิสาจูสุกระเอกลิอันนี้พี่น้องสาจูปีอันน่ะปีตาเก็บกูจะเล่นพี่เนี่ยอะไรดีใจนะมาเชียร์ดูยุ่งยากพี่เด็ดไปจ้าดันดูนี่ดูคุยยากเอาอย่างสุดยอดอะไรဒီစာချုပ်တွေမှာတက်မှထိုးရမယ်အဲ့ဒီချိန်မှာဟာလားဒီကျွန်တော်တို့ဒီပါတော့ဘိုးရောအောင်စားပါတော့ဘိုးအောင်စားပါတော့ဘိုးရောအောင်စားသူကပြောလို့ဆိုရင်သူနာမည်အောင်လည်းအရေးရှိတယ်လင်းထင်လင်းทีเล็กตัวนั้นทีเล็กก็ผู้เจ้าของสาวเนาะตัวนี้พี่เราพูดเลยที่เนี่ยตัวไอ้ที่สายโจเล็กขายยาชีบุอย่างเดียวดูเรื่องมาคุยกันไหมแต่เมื่อแต่ยินตาได้มาแต่มาคู่มาตาเลยดูเล็กขายไม่ยากไหมแต่ยินตาเรื่องนั้นมาทุกผู้สุดที่เอกลีอะไรเนี่ยมาอ่านเอาที่สายโจอะไรแต่ยินตาเรื่องที่เรื่องมาเอกลีสายโจเรื่องมาคู่ปีอ่ะไหมอะไรจังมั้งไอ้นิวนี่นี่ที่สุดจะออกสารนี่พี่เราเป็นคู่อ่ะคนเราแต่ยินตาเรื่องมาคู่တန်လူညီတို့ခွင့်ရပေးမယ်ခွင့်ရယူကြမယ်ဟာလားရရှိအောင်ယူကြမယ်သူဆိုပြီးတော့တိုင်းရင်းသားကောင်းတော်တွေကအရင်တော့တိုင်းရင်းသားကောင်းတော်တွေစိတ်တူသဘောတူနဲ့လက်ခံပြီးလက်မှတ်ထိုးလိုက်တဲ့ယုံကြည်မှုရတယ်ထိုးလိုက်ဒါပဲအဲ့ဒီစာချုပ်ထိုးလို့ရပြီးတကာလမှာအဲ့ဒီဟာလားတင်လေးခေါ်တဲ့ဘုရားအထားကအဲ့ဒီစာချုပ်သိသိပြီးတော့အဲ့ဒီအစာပြီးတော့အဆောက်အဦပြောင်းပြီးဟာလားအဲ့ဒီအဆောက်ကူးနေဝင်ရနေပြီးတော့ပြန်ပြီးတော့အာနာသိမ်းပြီးတော့ဟာလားဒီထင်လေးခေါ်အောင်စားဖို့သူတို့လှုပ်ကြံခဲ့တယ်ဒါကသူတို့ဘိုင်းကဏ္ဍဘယ်လိုတော့မသိအဲ့ဒါအာနာသိမ်းတော့အဲ့ဒီစာချုပ်စာသားဒီနေ့ဒီချိန်အဲ့ဒီစာချုပ်ကပျောက်ဆုံးနေပြီဒါကျွန်တော်တိုင်းရင်းသားတွေအားလို့ရခွင့်ရေးကြတင်ကြတဲ့ခွင့်ရေးတယ်အဲ့ဒီမှာရှိနေတယ်ပပျောက်နေတယ်သူတို့အဲ့ဒီအချိန်မှာဘုရားနေဝင်ရနေပြီးတော့အခုဆိုတောက်တီထောင်ပြီးတော့သူကအုတ်ချုပ်လုပ်နေတယ်အဲ့ဒီမှာဝင်နေအာနာသိမ်းတော့တန်လူကြီးတို့ခွင့်ရသူမပေးတော့ကျွန်တော်တို့ဟိုနေ့ကော်ကူပါအောင်ကြားနေဟိုအင်္ဂလန်နိုင်ငံနေပြီးတော့အဲ့လက်စပယ်ကနေပြောတဲ့ပါဦးကြီး
နေဒီလိုနေလို့မရဘူးနေရဲ့လူမျိုးတွေပြည်သူပြည်သားတွေရဲ့ဟိုနေကိုနေလွတ်လပ်မှုနေကိုနေရမယ်နေမှာတောင်းရှိသေးတယ်ဆိုပြီးတော့ကျွန်တော်တို့အရန်လေးစားရတဲ့ကျွန်တော်တို့အဖို့ကောကိုပါဦးကြီးကနေပြီးတော့ဟုတ်လားကျွန်တော်တို့ဖို့ကောကိုပါဦးကြီးတမိုင်းရပြောမယ်ဆိုရင်အများတိုင်းသိကြမှာပဲကြားမှာပဲဟုတ်လားဥစ္စာပစ္စည်းချမ်းသာပြေဝါတဲ့လူတယောက်ဖြစ်တယ်လို့ဟုတ်လားပညာရင်းမှလည်းဟုတ်လားထူးချွန်ပြီးတော့လက်ရှိမြန်မာနိုင်ငံထဲမှာဆိုလို့ရှိရင်အတော်ဆုံးလူလည်းပြောလို့လည်းမမှားပါဘူးဟုတ်လားဒါပေမဲ့ဒီပစ္စည်းဥစ္စာရာထူးတွေတက်ပြရတော့သူကနည်းအကြီးမထားဘူးအဓိကမထားဘူးဟုတ်လားသူ့ရဲ့လူမျိုးတွေသူ့ရဲ့တိုင်းပြည်ရဲ့အကျိုးအတွက်ကိုသာသူအသက်စတီးပြီးတော့သူအဓိကထားတယ်သူမှသမီးနဲ့ဦးရှိတယ်သူထားခဲ့တယ်ဟုတ်လားဗိမာန်နဲ့ပြန်ပြီးတော့အင်္ဂလာမှာအနာပြီးတော့သူကိုနေတယ်သွားတောင်းဆိုရလားတန်းသူကြီးတို့ကင်းကြီးတကြပမာတကြဟုတ်လားကင်းကြီးချက်ချင်းပြဟုတ်လားပြည်သူတိကျလို့မရှိဟုတ်လားဒီကကြမှာပြည်မှာကြားမယ်ဆိုတော့သူဦးစောပါဦးကျဦးကောကိုပါဦးကြီးရနေပြီးတော့ပြည်လူမျိုး4သိန်းခွဲ4သိန်း5သောင်းကိုဟုတ်လားအလူကြီး4သိန်း5သောင်းကိုက3ရက်ဟုတ်လားကျွန်တော်တို့ဒီလေးစင်ဂျိုကိုဟုတ်လားဒီမော်ပီတက်ကြီးဒီမင်္ဂလာတို့ဒီရန်ကုန်ဝိုက်ဆိုလို့ရှိရင်အကုန်လုံးကောင်းမှုဆိုတာမြင်သက်စွာနဲ့ရှောက်လာပြီးတော့တောင်းဆိုတဲ့အခွင့်အရေးကိုကောင်းမှုတောင်းဆိုတယ်အဲ့ဒီအချိန်မှာဘယ်လိုပြောတယ်လဲဦးနိုတို့ပဲဖြစ်စီနေဝင်းတို့ပဲဖြစ်စီမင်းတို့ပြင်ရင်ဒီလိုချင်ရှိမင်းတို့တက်ယူရမယ်တဲ့အလကားဆိုတာမရဘူးတဲ့အဲ့ဒီဟာနေစပြီးတော့ဟာအဲ့တော့ကျွန်တော်တို့ပြင်ကောင်းတော့အရန်ချစ်တယ်ကျွန်တော်တို့ဦးပေါ်ကိုပါဦးကြီးကိုဟာလားသူဒီစက်မှာမကြောက်ဆိုတော့ငင်းချမ်းရဲ့စစ်မှန်တဲ့ငင်းချမ်းရမ်းမုံပြနေတဲ့ချစ်ခင်တဲ့ကျွန်တော်တို့ဦးပေါ်ကိုပါဦးကြီးဟာငင်းချမ်းရဲ့လမ်းကိုရွေးချယ်တောင်းဆိုရတာပဲမရဘူးဟုတ်လားသွေးစီကြောင်းကြတဲ့လမ်းကိုပြန်ပြီးရွေးချယ်ဟာလားမင်းတို့လက်ကားမရဘူးမင်းတို့လူချင်းတက်ကြွမယ်ဆိုတော့ကျွန်တော်အဲ့ဒါဦးပေါ်ကိုပါကြီးကနောက်ဆုံးနေပြီးတော့လားတော်လိုင်းကြီးကိုပြီးတော့ရွေးတော်လိုင်းကြီးလမ်းကိုရွေးချယ်ရခြင်းပဲဖြစ်တယ်အဲ့ဒီအစပြီးတော့ကော်သူလေးကိုတည်ထောင်ဖို့ကော်သူလေးကိုကြီးပြတည်ထောင်မှုလာပြီးတော့ဟာလာဒီပြင်းပြင်းနဲ့သူ့ကိုကိုသူလာတယ်ဒါကော်သူလေးကိုတည်ထောင်တယ်သူရဲ့ကြီးရဲ့ချက်ဘာသူလှုပ်ဆောင်နေတာအဲ့တော့ရောက်တဲ့ကင်းရင်မျိုးသားစီးရောကင်းရင်ဖွဲ့စည်းမျိုးသားဖွဲ့စည်းရုံမောဖွဲ့စည်းပြီးတော့သူကဆွဆောင်းပြီးတော့သူကော်သူလေးကိုတည်ထောင်တယ်ဒါပေမဲ့သူအဲ့ဒီလာပြီးတော့အဲ့သူ့ကိုညမှာဟာလာမိုးကြီးလေကြီးနေအောင်လားတဲ့ဆိုနေကင်းရင်သားရလောက်တဲ့သားခံပြီးတော့ဟိုနဲ့ဘာလဲဟိုစိတ်လို့လားအဲ့ဒါဘဲဦးတလုံးနဲ့ကြဖွဲ့စိတ်လို့ကောင်းလို့ပြောစိတ်လို့ရဖွဲ့စီရနေပြီးတော့လာပြီးတော့ကျွန်တော်တို့အကောကိုရဘာဦးကြီးတို့လိုကနေနည်းနည်းချခိုင်းတာတဲ့သွားချမှာလို့ဟောတော့လားတဲ့သွားချမှာလို့အတက်မခံဘူးလေအသေးခံရတာလားရှိရလေးနဲ့ပြန်ဝင်နေတယ်ဒါကြောင့်မို့အဲ့ဒီမှာကျွန်တော်တို့သူ့ကောကိုပါဦးကြီးကနေသူ့ရဲ့ရည်ရဲ့ညော်မှန်းခဲ့တယ်ဟုတ်လားတီထောင်လာတဲ့ကော်သူလေးကိုဟုတ်လားအဲ့မှာသူကောင်းကောင်းမှုမလို့ဆောင်ခဲ့သွားကြဘူးအဲ့ဒီမှာသူဟုတ်လားအသက်ပေးသွားရတယ်ကဲအဲ့ဒါကျွန်တော်တစ်ပိုက်ထားခဲ့မယ်အဲ့ဒီကကျွန်တော်တို့ပြင်ကော်သူလေးအဲ့ဒါညနေစပြီးတော့တော်လိုင်းရေးဆိုတာဆက်ဖြစ်ခဲ့ဟုတ်လားကင်းတော်လိုင်းရေးဆိုတာကင်းတော်လိုင်းရဘယ်အချိန်ကဆက်ဖြစ်တယ်တော့1949ဇန်နဝါရီလ3ရက်နေ့3ရက်ဇန်နဝါရီလ31ရက်မှာ1949ဇန်နဝါရီလ31ရက်ညနေ3နာရီညနေ4နာရီအချိန်မှာအဲ့ဒီကကျွန်တော်ကရင်ဒေါ်လာရင်းဆိုတာစပြီးတော့ဒီတော့ရချင်းပဲဖြစ်တယ်အဲ့ဒီကစပြီးတော့ကျွန်တော်တို့ကရင်လူမျိုးတွေကိုဟုတ်လားပြောကြတယ်ကျွန်တော်ကရင်လူမျိုးဟာသူကကျွန်တော်တို့ကရင်ကမိရုပ်ဖတ်လာတယ်မှာဟုတ်လားအဲ့ဒါလေလို့စားတယ်တောင်ရသမားတွေလို့စားတယ်အေးချမ်းချမ်းနဲ့တီးပင်တွေပဲဆက်တယ်ဝက်ဝင်းပြူကံဝင်အေးဘယ်တော့အေးချမ်းတယ်ဟုတ်လားလူကလည်းအယုံကြည်လည်းလွယ်တယ်သဘောလည်းကောင်းတယ်သစ္စာလည်းရှိတယ်ကျွန်တော်တို့ပြင်နေလို့တယ်ဒါပေမဲ့အင်းကြီးချမ်းချမ်းအေးချမ်းချမ်းနဲ့အမှန်တရားကိုတောင်းဆိုရတဲ့အခါသူတို့ကလက်မခံဘူးဟုတ်လားမင်းတို့တို့ချင်းမင်းတို့တိုက်ရမယ်ဆိုတော့နောက်ဆုံးကြတော့ဟုတ်လားသွေးစီကြောင်းလမ်းကိုရဟုတ်တဲ့တိုက်ပွဲကိုပြပြီးတော့ဟုတ်လားစစ်ပွဲကိုပြန်ပြီးတော့ရွေးချယ်ရတဲ့
lái nào so lái thì chỉ cái đấy ấy là sao bây giờ họ là thằng bố là lý giải cô cho nó quay là tốt để thế gì nhà này lý này là sao bây giờ to lại cái gì to lại sao bây giờ chỉ là kia nào vậy cho nó cái lùm nhiều to lại như cái gì to lại như cái lùm khó là rồi in apa ana chỉ có cái tập bộ còn này tao nhớ tụi cái tập bộ nó có vui đấyนี่กองยาน่ะขอละแกပြောละแกตะချင်းလိုပဲငါပွေးတဲ့တောင်းကြသူတွေဟာလားအဲ့လိုခေါ်ခဲ့ရကျွန်တော်တို့တရားလေးသားကျွန်တော်သူ့ပုံပြသူလည်းသူတို့တပုံကောင်းတော်ဆိုပြီးနာမည်ကြီးတဲ့တပုံကောင်းတော်ဆိုပဲသူတို့အဲ့လိုပြောတယ်ကျွန်တော်တို့ကြားတာနားထဲမှာတော့မဆန့်တော့ဘူးအဲ့ဒါအဲ့တော့ကျုပ်ပြောချင်တာတိုင်းတိုင်းညီကောင်မှာတေးကြမိဘပြည်သူအားလုံးသိညာအထူးသဖြင့်အဲ့မှာစီလော်ဘီဒီနေ့ဒီချင်းကကိုကွာကိုနားမလည်သေးတာကျွန်တော်တို့တချို့ lobby ရှိတချို့ကျွန်တော်တို့ပမာဓမ္မရှိသေးတယ်ဒါပေမဲ့ကျွန်တော်လူဟိုနေ့ကျွန်တော်တို့ပမာလူမျိုးတွေမှာလည်းတင်ငယ်ကြီးပေါင်းနေတာလူကောင်းအများကြီးရှိတယ်လို့မကောင်းတာလည်းရှိတယ်ဟုတ်လားပြင်ရင်ထဲမှာလည်းဒီလိုပဲကောင်းတာရှိတယ်မကောင်းတာရှိတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကဒီနေ့ဒီချိန်ကြီးဟာကိုပွားကိုနားမလဲသေးဘူးဟာဒီစစ်ကောင်စီကိုသူတို့ဟိုနေ့လုံးဝရှိသေးတယ် lobby လို့လုံးဝရှိသေးတယ်ကျွန်တော်ပြင်ရင်ထဲမှာလည်းရှိတယ်စစ်လော်ဘီသူတို့လုပ်ပြနေတယ်ကျွန်တော်ပြောမှာပြောလားပြင်ရင်မကောင်းခင်ပြောမှာပဲမမကောင်းဘာမှပြောမှာပဲဒါပေမဲ့တချို့တိုင်းသားကျွန်တော်တို့မပြောလို့ဘာလို့လဲဆိုတော့ကျိုးတို့ကတချို့တိုင်းသားကောင်းတော်တွေလှုပ်ဆောင်မှုမားဒီဖြစ်တယ်မှန်ပြီဖြစ်တယ်ဝေဘာသုံးသပ်လို့ရပဲဒါပြောပိုင်ခွင့်မရှိဘူးကျွန်တော်တို့ ਨੇ ထိခိုက်မှုမရှိဘူးဒါပေမဲ့ဘာမှစစ်ကောင်းတော်ကစစ်ဆိုးရကောင်းတော်အုပ်ချုပ်မှုကကျွန်တော်တို့ကပြောပိုင်ခွင့်ရှိတယ်။ဘာဖြစ်လို့လဲကျွန်တော်တို့ကတိုင်းသားနယ်မြေတိုင်းသားတွေမှာတိုင်းသားပြည်သူတွေရောက်ဖြစ်တဲ့အတွက်ကြောင့်ဟုတ်လား။သူကအားလုံးအုပ်ချုပ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ပြောပိုင်ခွင့်ရှိတယ်။အမားဒီဖြစ်တဲ့မားဒီဖြစ်တယ်ကျွန်တော်တို့ကပြည်သူပြောပိုင်ခွင့်ရှိတယ်။ဟုတ်လား။ပြည်သူရဲ့အခွင့်အရေးဆိုတာ human right ဆိုတာရှိတယ်။ထို့နည်းတူကျွန်တော်တို့ပြည်ရင်ကောင်းတော်တွေလည်းမားတယ်ဆိုရင်ကျွန်တော်တို့ကပြောပိုင်ခွင့်ရှိတယ်။ဘာလို့လဲသူတို့ကကျွန်တော်တို့အုပ်ချုပ်နေတယ်သူတို့မိုင်းကျွန်တော်တို့ပြောပါမယ်ဒါကျွန်တော်တို့ပြောပိုင်ခွင့်ဒါကျွန်တော်တို့ရဲ့ပြည်သူတွေကခွင့်ရေးပဲအဲ့တော့စာပြေကြီးနော်ဒီလာပါမယ်ကျွန်တော်တို့ဒီရက်တော်ကရုပ်တပုံကောင်းဆောင်ဟာတပုံတို့ငပွေးတို့ဂျမ်းပဲတို့ကျွန်တော်မျိုးခေါ်ခဲ့တာဟာလားအဲ့ဒီအချိန်မှာကျွန်တော်တို့ကရက်တော်လာညမှာနေ့90ကျော်ကြာခဲ့တာဘာကြောင့်မကြာခဲ့ကျွန်တော်တို့ကခွင့်ပါမရှိဘူးပြီးတော့ကျွန်တော်တို့အပြည့်ထောက်ခံတဲ့လူမရှိဘူးကျုပ်တို့ရဲ့ဂရင်းတော်လာကြီးဟုတ်လားဒီဆေးအာနာရှင်ပဲသူတို့အမှန်တရားသူတို့ဟာတာဘလို့ခေါ်ဆိုတော့ဘုံဒီဝိပလီကနေပြီးတော့ဟုတ်တယ်အကြီးကိုချုံတော့ဖြူစင်တဲ့အရင်ကိုသူခြုံပြီးတော့သူတို့ဟိုနေတာလက်စားတော့မှပြည်သူလက်စားတယ်အဲ့ဒါကျွန်တော်တို့ကရင်ချင်းတော့မှအချင်းမြင်မှလွယ်မှမှုအများကြီးရှိတယ်သူတို့ရဲ့ပြောဆိုတယ်သူတို့ရဲ့တက်ခွက်တွေဘယ်လောက်ကောင်းလဲကောက်ကြည့်မှုတွေအရန်တော်တယ်ဒီမဆေးအာနာရှင်ဘုကြောကိုနေအာနာရှင်ယူရတာအဲ့ဒါအခုလာတော့ကိုစပြောတော့မယ် PDF ဆိုလည်းအခုသူတို့ပြောအတောင်းကြားသူအချမ်းပဲသူတို့ပြောနေတာဇော်မင်းတို့လို့ဆိုဇော်မင်းတို့လားဇော်မင်းထုတ်လာမသိအားလေးကိုကြိုးဖြစ်လို့ပြောဟုတ်လားဒီဦးနေပါလေခွေးရနေတော့ဆင်ပြောလို့ပြောဒါပေမဲ့ဇော်မင်းတို့ပြောတဲ့စကားခင်ဗျားတို့လောကနားလည်းမထက်ပါနဲ့ကလေးလေးစကားပြောတယ်လို့ပဲခင်ဗျားတို့သဘောပေါက်ကလေးလေးတော့အဆင်မရှိဘူးကျွန်တော်တို့ပြောလို့ရှိရင်စန့်ကျင်ပဲဖြစ်တယ်ပြောအာကုသို့မရှာဘူးဇော်မင်းတို့ပြောတဲ့စကားသူပြောတဲ့အပြုမှုသူပဲပြန်ဆောက်ပါမယ်ဘယ်သူမှရေးမထားဟုတ်လားအခုဒီ PDF ကလေးတွေသူပြောတာတောင်းကြသူဖက်စီဝလာကျမ်းပဲပါညာကဲ PDF ကလေးဆိုတာဘယ်သူလဲဒီ2020နှစ်ဒီကလေးဆိုတာပါတယ်ဘယ်ကားလဲသူတို့က2000ဒီအာနာလို့သူတို့အာနာသိန်းကြီးတော့ကသူတို့အာနာစသိန်းတော့ကဟာဒီလူတွေကနေပြီးတော့ဒီလူတွေရွေးချက်တင်ပြောတဲ့ဆိုရကိုသူတို့တွေအာနာသိန်းလိုက်အာနာတဲ့ပြည်သူတွေလက်ပတ်ခံပြည်သူတွေလမ်းပေါ်မှာလိုက်ပြီးတော့လမ်းပေါ်မှာရှောက်ပြီးဆန္ဒပြတယ်ကောင်းကောင်းမူကြီးချမ်းတဲ့ဆန္ဒပြတဲ့ပြည်သူတွေကိုသူတို့ကဟာလားတဲ့သူတို့ပြစ်တယ်အချမ်းပဲသူတို့လုပ်တယ်
သူတို့တတ်တယ်ရှားမဲ့သူတို့တတ်တယ်ဝိုင်းဒီခွဲတဲ့ဦးလေးကလေးသားတွေယူပြီးတော့ကြောက်ဖတ်ဖြစ်ပြီးတော့လားမထွေးပြီးတော့ပောက်ပေါ်သူတို့သွားရောက်ထားတယ်ဒါတွေသူတို့ရဲ့လှုပ်ဆောင်ချက်ဒါတွေကသူမျိုးလုံးမှုနေတာဟာဒါတွေကသူတို့ကကောင်းပါလေသူတို့လုပ်ရဟုတ်တယ်ဒါလောက်ပဲအားကြိုက်တဲ့တည်းဟာလည်းဟုတ်လားဒီလိုရခံစားနဲ့နောက်ဆုံးလာရွေးချယ်ရလမ်းကြီးကိုယ့်ကိုပြန်ကာကွယ်တဲ့အနေနဲ့တိုင်းနာလက်သက်ကန်ကြီးကရှင်းကပြီးတော့ရင်းနှီးချင်းကပဲနီးတဲ့ချင်းကမှုယူပြီးတော့ဟာလားရတက်ကန်ပြီးတော့သူပြန်တော်လာရဟာလားကာကွယ်ကိုယ်သက်ကိုကာကွယ်ရတဲ့သဘောပဲဖြစ်တယ်အဲ့ဒါပြည်သူတွေကဒီ PDF ဆိုတာလေ PDF ဖြစ်လာတယ်ဆိုတာဟာလားဒီစီအနာကျူတွေကြောင့်ဖြစ်လာတယ် PDF ဖြစ်လာတဲ့ဒီစီအနာကျူတွေကြောင့်ဟာလားကျွန်တော်မြန်မာနိုင်ငံမှာတိုင်းရင်းသားလက်ထက်ကတော်လိုင်းတွေဖြစ်လာတဲ့ဒီစီအနာကျူတွေကြောင့်တပို့သာအသုံးချတဲ့တပို့သာဝင်လို့ခံယူလို့သူ့ဘုတ်ကိုဘုတ်ဆိုတာမရှိဘူးအဲ့ဒါကြောင့်တော်လိုင်းဆိုတာဖြစ်ခဲ့တယ်ဟုတ်လားခင်ဗျားတို့ကြည့်ရောရခိုင်ဟုတ်လားဒီသူတို့နှိမ့်ဆက်မှုများစွာနဲ့ရခိုင်တွေမခံစားတယ်လို့ဟုတ်လားတော်လိုင်းစပြီးတော့ပြုတာမခံခြင်းစိတ်နဲ့ဟုတ်လားနာကျင်စိတ်နဲ့ဘယ်နှစ်ရှိလဲဘုရှိဒီဟိုနေပြောမှဆိုလို့ရှိရင်အဖွဲကြီးတစ်ခုဖြစ်နေပြီကျုပ်ပြောနေတာခင်ဗျားတို့ဒီလိုစိတ်ထားသဘောထားပြီးခင်ဗျားတို့ဆက်လက်ပြီးတော့အုပ်ချုပ်နေတယ်မြန်မာနိုင်ငံတော့ကြည့်ကျွန်တော်ရှင်းရှင်းပြောပြမယ်အားမနာတာပြောမယ်ဗမာစစ်ကောင်းတော်တွေလုံးဝအုပ်ချုပ်လို့မရဘူးဗမာစစ်ဆိုတာဗမာစစ်ဆိုရဖြစ်တယ်ဗမာစစ်ကောင်းတော်တွေပဲဖြစ်တယ်လုံးဝအုပ်ချုပ်လို့မရဘူးဒါကျုပ်အမြင်သဘောနဲ့ကျုပ်တရားအမြင်သဘောနဲ့ပြောပြတယ်ဘာဖြစ်လို့အုပ်ချုပ်လို့မရဘူးလားလို့ခင်ဗျားတို့နေကောင်းမေးပါလိမ့်မယ်တိုင်းရင်းသားတွေကလက်တက်ကန်တိုင်းရင်းသားပြည်သူတွေပဲဖြစ်နောက်ဆုံးပြောမယ်ဆိုခင်ဗျားတို့ဗမာအချင်းချင်းပြည်သူတွေတော့ခင်ဗျားတို့မယုံကြည်ဘူးမရှိတော့ဘူးဆိုတော့ခင်ဗျားတို့ဘယ်လိုနေလက်တက်ကန်ခင်ဗျားတို့ဘယ်လိုအုပ်ချုပ်လဲခင်ဗျားတို့အုပ်ချုပ်မယ်ဆိုလို့ရှိရင်ငင်းဆိုင်ဆိုတော့ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘာဖြစ်လို့ဆိုတော့ခင်ဗျားတို့ကစစ်မှန်တဲ့ငင်းဆိုင်မှာခင်ဗျားတို့မအုပ်ချုပ်တာတန်းလူကြီးလူပြတ်သားတဲ့အခွင့်အရေးမှာခင်ဗျားတို့ကလူတွေကိုမပေးချင်တာအဲ့တော့ငင်းဆိုင်ဆိုတာဘယ်ဖြစ်နေလဲအဲ့တော့ဒီမြန်မာနိုင်ငံကြီးရဲ့အနာဂတ်ကိုငင်းချာတဲ့ဖြစ်စေချင်တယ်ရစေချင်တယ်ဆိုလို့ရှိရင်တိုင်းသားတွေကခေါင်းဆောင်တရားရောက်တိုင်းသားတွေကခေါင်းဆောင်တူအုပ်ချုပ်ရေးလို့လက်ခံရတယ်ဟုတ်လားဘယ်တိုင်းသားမျိုးဘယ်တိုင်းသားလို့ဖြစ်ဖြစ်ပေါ့ဗျာဟာတိုင်းသားတွေအုပ်ချုပ်တိုင်းသားပဲပြန်ခဲ့ပြီးဖို့တင်အခွင့်အရေးပြီးဖို့တင်တယ်ဒီဗမာစစ်အာဏာရှင်ခေါင်းဆောင်တွေကိုခဏခင်ဗျားတို့ခင်ဗျားတို့စိတ်တိုင်းမှာများနားလို့ရတယ်ခင်ဗျားတို့တိပောက်90ကျော်အုပ်ချုပ်လာခဲ့တာခင်ဗျားတို့ကပစမှာရတော့ဟုတ်လားလက်ပေါင်းပေါ်မှာစင်ပေါ်မှာငင်းချိုင်းဟုတ်လားငင်းချိုင်းရခင်ဗျားတို့ပြောတဲ့ငင်းချိုင်းရတယ်စားမပါရင်တစ်ခွက်ရတာပဲကျုပ်ပြောပြမယ်ငင်းချိုင်းဆိုတာလူတိုင်းမှာငင်းချိုင်းဆိုတာမကြောက်တော့ဘူးစစ်မှငင်းချိုင်းဆိုတာလူတိုင်းမှာငင်းချိုင်းဆိုတာလူပြောတယ်သရိษံတော့မှငင်းချမှုဆိုတာကြိုက်တယ်ဒါပေမဲ့ငင်းချိုင်းဆိုတာစစ်မှန်တဲ့ငင်းချိုင်းဖြစ်ဖို့ဟုတ်လားခင်ဗျားတို့စစ်မှန်တဲ့ငင်းချိုင်းကအလုပ်မယ်ဆိုလို့ရှိရင်ဟုတ်လားတိုက်ပွဲလည်းဖြစ်ကြရမလို့ဘာ NC လားဘာ2008ပွဲပြုတ်သားရရှိကြရမလို့ဟုတ်လားတန်းလူကြီးလူတိုင်းကြီးပုံပေါ်မှာအတူတူပဲဟုတ်လားကျိုးဒီမြန်မာနိုင်ငံတော့မှမွေးတာမြန်မာနိုင်ငံရဲ့ကြီးပဲတောက်တယ်ကျွန်တော်တန်းလူကြီးအခွင့်အရေးရှိရမယ်ဟုတ်လားကျွန်တော်တို့ဒီမှာမွေးဒီမှာပဲရေတောက်ဒီမှာဟုတ်ရမယ်ဟုတ်လားတယောက်နဲ့တယောက်အပေါ်ကြီးတာတယောက်နဲ့တယောက်အပေါ်ပြီးတော့ခွင့်ရယူတာဒါတွေကမသိတော့ဟုတ်လားပိုကြတာလည်းမဖြစ်မသိတော့အဲ့တော့ဒီမြန်မာနိုင်ငံရဲ့အနာကဗမာစစ်ကောင်းတော့ဗမာစစ်အာဏာရေးလောကအုပ်ချုပ်လို့မရဘူးဆိုတာကြုတ်တက်ပြောချင်းကြုတ်ပြောမိဘာလို့လဲတိုင်းသားတွေလောကအယုံကြည်မှုမရှိဘူးအကယ်၍သူတို့ကအုပ်ချုပ်လို့တိုင်းသားတွေကလက်နဲ့ကန်ပါပဲအခုလက်ရှိကြည့်မင်းအောင်လည်းလုံးပုံမှာဟုတ်လားပြီးခဲ့တဲ့ကျွန်တော်တို့ညီကိုကချင်းဟုတ်လားသူရဲ့ဒေါ်လာရေးကနေနေတယ်သူလောတာပွဲလောက်တာသူတို့သွားပြည့်တယ်ဘုံနဲ့ဒါတဲ့တက်နဲ့သူကရရှာတက်နဲ့သူရဲ့ဟုတ်လားသူရဲ့ချင်းစရက်တော့သူကပေါ်ထုတ်တာပဲကောင်းပါလေဟုတ်လားသူရဲ့ချင်းစရက်တော့သူပေါ်ထုတ်တာအခုလည်းပြောပြင်းပြင်းနေမှာကဲကြည့်ဒီစက်တလာဘိုက်ကို
ကိုရဲ့နဲ့ရှစ်တိုင်အချိန်မှာလာပြီးတော့ဘုံကျဲတဲ့ဘုရားကျောင်းတွေပါဟလားလင်းရင်နဲ့ခမရတို့ဘုံကောင်းလို့ပြောတာဟုတ်လားခမရတို့ဘုံကောင်းလို့ဆိုတာမင်းအောင်လားစိဘလို့ဘသူကစိဥတိကျသားတင်လည်းမရှိဘူးစိဥပတိဘာမှနားမလဲ